စင်မီတန်မှာချင်းဝင်လျှောက်တာ6ချိန်မြောက်တောင်ရှိပြီဖြစ်တဲ့စင်မီတန်ရဲ့ရေရှည်လက်တွဲပေါ် client ရဲ့ map ဖြိုးမမတူနဲ့မိတ်ဆက်ပေးချင်ပါတယ်အမချွန်ဘူရီကိုစပြီးတော့ပြောင်းလာရလို့ပြောလိုက်တယ်ပေါ့နော်အလုပ်ကြောင့်ပြောင်းလာလားမသိဘူး ဟုတ်ကဲ့အလုပ်ပြောင်းလာတာပါရှင် ဟုတ်ကဲ့စင်မီတန်ကလည်းချွန်ဘူရီမှာအခုမကြသေးခင်အမှရုံးဖွင့်တာဆိုတော့ဒီရုံးအစ်စ်လေးမှာရောချင်းဝင်လျှောက်ပြီးသွားပြီလားမသိဘူးရှင်ဟုတ်ကဲ့ရှင်အခုနောက်ဆုံးတစ်ချိန်6တာဒီချုံပလီရုံးခွဲမှာလာ6တာရှင်အရင်တော့6ထားဘူးပြင်မဲ့လေဒီဘက်ပြောင်းလာတော့လည်းမတူတဲ့အခါကျတော့ထပ်ပြီး6လို့ရမှာလားအစ်စ်ကနေပြန်စားရမှာလားအဲ့လိုမျိုးမသိဘူးပေါ့နော်ဒါပေမဲ့တကယ်လာကြည့်လိုက်တဲ့အခါကျတော့လူဟောင်းအနေနဲ့ပဲပြန်ပြီးတော့6ရတာရှင်ဟုတ်စင်မီတန်ချွန်ဘူရီကိုပြောင်းလာရဆိုတော့အမဘယ်လိုသိသွားလဲမသိဘူးချုံပလီမှာရုံးခွဲရှိလားလို့လမ်းမိလိုက်တဲ့အခါကျတော့ပထမတော့မရှိသေးဘူးပေါ့နော်နောက်ထပ်နည်းနည်းကြာတဲ့အခါကျတော့ပြန်ပြီးတော့စာပို့ပေးတယ်ချွန်ပူလီမှာရုံးခွဲဖြစ်ဖွင့်နေတဲ့အကြောင်းရယ်ပြီးတော့ဟို line ပေါ်မှာတင်တာလဲတွေ့တာနဲ့အဲ့ဒါနဲ့ပြန်လာ6ပြစ်တာရှင်စင်မီတန်ရှိရတိကြလားရုံးကတငယ်ချင်းတွေကတချို့တငယ်ချင်းတွေကမသိဘူးရှင်ဒီဘက်မှာနည်းနည်းအတိနဲတယ်ရှင်ညီမအခုနေတဲ့ဘက်ဆိုရင်လုံးလုံးမသိကြဘူးရှင်ဟုတ်ကဲ့ပါရုံးခွဲလာဖွင့်တော့ကောင်းနေရှင်ပြောလိုက်မယ် bossစင်မီတန်ကလက်ရှိမှာထိုင်းနိုင်ငံရဲ့ခရိုင်9ခုမှာထိုင်းအောင်မြန်မာမိတ်ဆွေတွေကိုချင်းခွင်ဝန်ဆောင်မှုပေးနေရဖြစ်ပါတယ်။ထိုင်းမှာတခုတည်းသောတရားဝင် license ရချင်းခွင်ကုမ္ပဏီဖြစ်တဲ့စင်မီတန်ကမိတ်ဆွေကိုလှိုက်လဲကြိုးစိုးလျက်ရှိပါတယ်။ဒါကြောင့်မို့လို့ငွေကြေးပြဿနာအခက်အခဲရှိရဆိုလို့ရှိရင်စင်မီတန်ကိုသတိရလိုက်ပါ။အားလုံးပဲ welcome to စင်မီတန်